အသိဉာဏ်ပိုင်းဆိုင်ရာတွေတွေးခေါ်ရအောင်တိဆောက်ပေးရအဲ့ဒါဘုန်းတို့ဒါမျိုးတွေကိုပြောတာဆို intellectual ဆိုတာသင်လို့တတ်တဲ့ပညာမဟုတ်ဘူးသင်တဲ့ဟာကိုအခြေခံပြီးတော့တွေးခေါ်ဆင်ခြင်နိုင်တဲ့ပညာကိုရောက်မှ intellectual လို့ခေါ်တယ်ဘုန်းတို့ကနားလည်မှုလွဲနေတဲ့ intelligence ဆိုတာဉာဏ်ကောင်းတယ်လို့ပြောတယ် intelligence ဆိုတာဘာပြောဉာဏ်ကောင်းတယ် intelligent question ဉာဏ်ကောင်းအောင်ဘယ်လိုလေ့ကျင့်မလဲဘာညာနည်းစနစ်တွေအများကြီးရှိဉာဏ်ကောင်းတာရဲ့နောက်မှာဘာရေးကြည့်လဲဆိုတော့ analytical တို့ critical တို့ creative ဒီတွေးခေါ်ပိုင်းဆိုင်ရာတွေမြင့်အောင်လေ့ကျင့်ပေးတယ်အဲ့ဒါကိုပဲ intellectual ဖြစ်တယ်လို့ပြောတယ်နော်ဒါကြောင့်လူတရားအောင်မြင်တိုးတက်ဖို့လူချင်းလူမို့တယောက်ဖြစ်အောင်ကြိုးစားဖို့ဆိုတာနံပါတ်1ကဘာရှိရမလဲကိုယ်ချင်းတရားကောင်းမှာနံပါတ်2ကပညာရေးဆိုင်ရာအရေးချင်းတွေ intellectual competency ဆိုတာအရေးချင်းတွေကိုပြောတာ ability လို့ပဲသုံးတော့ quality လို့ပဲသုံးတော့ competency လို့ပဲသုံးတော့ရတယ်နောက်တစ်ခုနံပါတ်3ကဘာလဲဆိုတော့ခေါင်းဆောင်မှုရည်ချင်းတွေရှိရ leadership skill ဒီလိုတော့ကလေးရှိတယ်ကလေးကောင်းဆောင်ပေါ့ကလေးဆိုကလေးကောင်းဆောင်ပြောင်းတော့ကလေးကောင်းဆောင်မှလူကြီးကောင်းဆောင်ဖြစ်ခေါင်းဆောင်မှုလုပ်တယ်ဆိုတာဘာလို့လဲ inspire လုပ်တာလူတွေကိုလွှမ်းမိုးနိုင်အောင်ကြိုးစား